ဒီရွှေတွင်းပိုင်ရှင်ဟာအရန်ကိုသဘောကောင်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူဟာလုပ်သားတွေကိုငွေကြေးနဲ့မပေးဘဲရွှေနဲ့တိုက်ရိုက်ပေးချေပါတယ်။လူတိုင်းကပလင်းလေးတွေကင်ပြီးတန်းစီဆောင်ဆိုင်နေကြတယ်။ထို့နောက်စရင်ကင်ကတယောက်ချင်းစီရဲ့လှုပ်အားပေါ်မူတည်ပြီးရွှေမီမြရတဲ့တယ်ဆိုတာကိုတွက်ချက်ပေးပါတယ်။နောက်ဆုံးမှာတော့ပိုင်ရှင်ကိုယ်တိုင်ကရွှေမုံတွေကိုချိန်တွယ်ပြီးပလင်းထဲကိုထည့်ပေးပါတယ်။ကြည့်ရတာရုပ်ရှင်တွေကမြင်ကွင်းတစ်ခုလိုပါပဲ။ဒါပေမဲ့ရွှေတွေဝင်ရတဲ့အချိန်မှာတော့အလုပ်သမားတစ်ယောက်ဟာအံ့အားသင့်သွားခဲ့ရပါတယ်။သူဘာမှမရခဲ့လို့ပါ။သူချက်ချင်းပဲပိုင်ရှင်စီသွားပြီးဘာကြောင့်လဲလို့မေးမြန်းခဲ့တယ်။ပိုင်ရှင်ကတော့အမှန်တရားကိုနားလည်ပြီးသားပါ။မင်းဒီကိုလာခဲ့တာအလုပ်လုပ်ဖို့လား။ဒါမှမဟုတ်ရွှေရှာဖို့တက်တက်လားဟုသူကပြန်မေးလိုက်တယ်။သူ့ရဲ့ကျွမ်းကျင်မှုကိုစမ်းသပ်ဖို့အတွက်ပိုင်ရှင်ကတဲနဲ့ရောထားတဲ့ရွှေပုံတစ်ပုံကိုပေးပြီးဒီထဲကနေရွှေကိုခွဲထုတ်နိုင်မယ်ဆိုရင်မင်းအလုပ်ရောလစာပါရမယ်လို့ပြောလိုက်ပါတယ်။လူတိုင်းကတော့သူကြက်ရိုက်သွားပြီလို့ထင်ခဲ့ကြပေမဲ့အမှန်တကယ်တော့ဇလန်းကအခုမှစတင်တာပါ။တကယ်တော့သူ့မိသားစုဟာမျိုးဆက်လိုက်ရွှေတူးဖော်လုပ်ကင်လာကြသူတွေဖြစ်ပါတယ်။သူကတင်းငိမ်စွာနဲ့တဲတွေကိုကွန်တိန်နာထဲထည့်လိုက်ပြီးရေနွေးနွေးလေးလောင်းထက်ကဖြည်းဖြည်းချင်းမွေလိုက်ပါတယ်။ခဏကြာမှာတော့အံ့ဩစရာကောင်းတာတစ်ခုဖြစ်လာပါတယ်။ရွှေတွေဟာမြေကြီးနဲ့တဲတွေစီကနေအလိုလိုကွဲထွက်လာပါတော့တယ်။သူဟာရွှေအားလုံးကိုအလွယ်တကူစုစည်းပြီးလူတိုင်းရှေ့မှောက်မှာချပြလိုက်နိုင်ပါတယ်။တူးဖော်ရေးလုပ်ငန်းရှင်နဲ့တခြားလုပ်သမားတွေဟာအံ့အားသင့်သွားကြပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်ထိသူတို့ဟာရွှေကိုလက်နဲ့ပဲကောက်ယူနေကြတာကိုဒီလိုမြန်ဆန်ပြီးထက်မြက်တဲ့နေလန်းကိုဘယ်သူမှမမြင်ဘူးကြပါဘူး။ပိုင်ရှင်ဟာဒီလူငယ်ဟာတာမန်လုပ်သမားတယောက်မဟုတ်ဘူးဆိုတာကိုချက်ချင်းသဘောပေါက်သွားပါတယ်။အဲ့ဒီအချိန်မှာတင်သူဟာအဲ့ဒီလူငယ်ကိုရွှေတွင်းရဲ့အရေးကြီးဆုံးအလုပ်တစ်ခုကိုပေးအပ်လိုက်ပါတော့တယ်။အေးဇလန်လေးကနေတဆင့်အတွေ့အကြုံနဲ့နေလန်းကောင်းတွေဟာဘယ်လောက်တန်ဖိုးရှိတယ်လဲဆိုတာကိုလေ့လာနိုင်ပါတယ်။ဒီဘာသာပြန်ချက်ပေါ်သဘောကျပါသလားခင်ဗျာ။